င်္ဂလာပါမျိုးစင်ပါအခု Facebook မှာကြည့်လို့အဆင်ပြေတဲ့ညီကိုတွေအတွက်ကျွန်တော် YouTube channel နဲ့ဒါ TikTok မှာလည်းကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီကိုတွားရောက်ပြီးတော့ subscribe နဲ့ကျွန်တော်တို့ဒါ follow လေးလုပ်ထားပေးဖို့လည်းမေတ္တာရပ်ခံပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျဆိုတော့ကျွန်တော်တို့စလိုက်ရအောင်အားလုံးပဲမင်္ဂလာပါမျိုးစင်ပါမနေ့ဖြန်ဇွန်လ28ရက်ကျွန်တော်တို့ဒါမနေ့ပိုင်းမှာကမ္ဘာဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်တွေကိုရှင်ပြန်ကစားသွားကြဖို့ရှိပါတယ်အဲ့ဒီပွဲစဉ်တွေရဲ့အကြောင်းကိုခံမှန်းမှုလေးပြုလုပ်သွားမှာဖြစ်ပါတယ်မခံမှန်းခင်မှာအခုပြောမယ့်အကြောင်းအရာအကုန်လုံးဒီကျွန်တော်တယောက်တည်းရဲ့တည်တဲ့အမြင်သာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင် Group L ကကံမဲ့ Croatia Ghana Panama England ကံမဲ့ပွဲပါအဲ့ပွဲကတော့ကျွန်တော်တို့ဒီနေ့ညမနေ့ဖြန်မနေ့3နာရီခွဲအချိန်မှာတပြိုင်နက်တည်းရှင်ပြန်ကစားသွားကြမှာဖြစ်ပါတယ်ဆိုတော့ Croatia Ghana Croatia ကနောက်ဆုံးကန်ခဲ့တဲ့ပွဲမှာကျွန်တော်တို့ပနားမားကိုဒါတကူကူမရှိနဲ့အနိုင်ယူလာတဲ့အသင်းပါတစ်ဖက်ကဂါနာကတော့အင်္ဂလန်လိုနာမည်ကြီးအသင်းကိုတရေကစားနိုင်ခဲ့တဲ့အသင်းပါဆိုတော့ဒီနေရာမှာအမှတ်လုံနေတဲ့အသင်းကတော့ Croatia လို့ပြောလို့ရပြီးဂါနာအနေနဲ့တရေကြတယ်ဆိုရင်တောင်မှသူ့အတွက်ဒါပြောရမယ့်ပွဲပါဆိုတော့ဂါနာကခံစစ်ကောင်းတဲ့အသင်းလို့ပြောလို့ရတယ်လို့ Croatia ကတော့ကျွန်တော်တက်ကြီးအများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းလို့တော့ပြောလို့ရတယ်ဆိုတော့ဝါရင်ကွင်းလယ်လူဖြစ်တဲ့ Modric တို့လိုကစားသမားတွေကျွန်တော်တို့ဒါ Perisic တို့လိုကစားသမားတွေကိုပိုင်ဆိုင်တဲ့အသင်းပါဆိုတော့ဒီနေရာမှာတိုက်စစ်ခံစစ်တာအပြိုင်ကြမယ်ပွဲလို့ကျွန်တော်ကတော့ဆိုချင်ပါတယ်အနည်းငယ်အပြင်ကျွန်တော်ကတော့ Croatia ကိုကြိုက်ပါတယ်ဒါကြောင့်မလို့ Croatia ကတကူကူမရှိလောက်နဲ့ဂါနာကိုအနိုင်ယူပြသွားမလားလို့ကျွန်တော်ထင်ပါတယ်နောက်တစ်ပွဲကတော့ပနာမာနဲ့နာမည်ကြီးအင်္ဂလန်ကမယ်ပွဲပါအင်္ဂလန်ကဂါနာနဲ့ပွဲကဒါပောက်ကွဲအားကိုဒီပနာမာပုံမှာပြန်ပြီးတော့ပုံချမဲ့ပွဲလို့ကျွန်တော်ကတော့ညွှန်းချင်ပါတယ်ဆိုတော့ပနာမာကတော့ကျွန်တော်တို့ဒါ eliminated ဖြစ်သွားတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒီနေရာမှာအင်္ဂလန်ကဂိုးပြတ်ချေမုန်းနိုင်မလားဆိုတော့ပဲကျွန်တော်တခြားစောင့်ကြည့်ရပါမယ်ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်ကတော့အင်္ဂလန်က3ဂိုးပြတ်လောက်နဲ့နိုင်ပြီးတော့အုပ်စုဘိုအနေနဲ့နောက်တစ်ဆင့်ကိုတက်သွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်နောက်အုပ်စုတစ်ခုကတော့ Group K ရကံမဲ့ကိုလံဘီယာပေါ်တူဂယ်ဒီယာကွန်ဂိုဥဇဘက်ကစ္စတန်ကံမဲ့ပွဲပါအဲ့ပွဲကတော့မနေ့ပြန်မနေ့6နာရီအချိန်မှာတပြိုင်နက်တည်းရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ဆိုတော့ကိုလံဘီယာပေါ်တူဂယ်ဆိုတော့ဒီအုပ်စုမှာကိုလံဘီယာရဲ့ခြေစွမ်းကအင်တန်ကိုချီကျူဖို့ကောင်းပါတယ်နှစ်ပွဲစလုံးကိုအနိုင်ကန်ထားတဲ့အသင်းပါဆိုတော့ဥဇဘက်ကစ္စတန်ကိုဂိုးပြက်ကျွန်တော်တို့ဒီယာကွန်ဂိုကို 1-0 ဆိုတဲ့ရလန်နဲ့အနိုင်ယူလာတဲ့အသင်းပါတစ်ဖက်ကပေါ်တူဂီကတော့ပထမပွဲမှာဒီယာကွန်ဂိုကိုမထင်မှတ်ပဲတရေကျခဲ့ပြီးတော့ဥဇဘက်ကစ္စတန်ကိုတော့ကျွန်တော်တို့ဒါဂိုးပြက်ချေမုန်းလာတဲ့အသင်းလို့ပြောလို့ရပါတယ်ဆိုတော့ကိုလံဘီယာဘက်ကဒီနေရာမှာအဓိကကစားသမားအများစုကိုကျွန်တော်တို့အနာပေးပြီးတော့တခြားကစားသမားလေးတွေနဲ့ပဲပွဲထွက်မလားဆိုတာကိုစောင့်ကြည့်ရပါမယ်အမှတ်လိုနေတဲ့အသင်းကတော့ပေါ်တူဂီဖြစ်ပြီးတော့ကိုလံဘီယာအနေနဲ့ကတော့တရေကျတယ်ဆိုရင်တောင်သူ့အတွက်ပြောရမှာပါဆိုတော့ဒီနေရာမှာကျွန်တော်ကတော့ဒါပေါ်တူဂီကိုပို့ပြီးတော့ကြိုက်ပါတယ်2ဂိုးလောက်နဲ့ပေါ်တူဂီနိုင်မဲ့ပွဲလို့ကျွန်တော်ညွှန်းချင်ပါတယ်နောက်တစ်ပွဲကတော့ဒီယာကွန်ဂိုနဲ့ဥဇဘက်ကစ္စတန်ကမဲ့ပွဲပါဆိုတော့အကောင်းဆုံးတတိယအနေနဲ့နောက်တစ်ဆင့်ကိုတက်ချင်တယ်ဆိုရင်ဒီယာကွန်ဂိုအနေနဲ့ကျွန်တော်တို့ဒီပွဲမှာအနိုင်ကန်မှပဲအဆင်ပြေမှာပါဆိုတော့ဥဇဘက်ကစ္စတန်ကလည်းတွန်းတိုက်နဲ့ကျွန်တော်တို့ကစားတတ်တဲ့အသင်းပါနော်လူချမင်ဆိုရင်တော့မှဝင်မလေးတဲ့အသင်းလို့ပြောလို့ရပါတယ်ဆိုတော့ခြေစွမ်းအပြင်ဆိုရင်ကျွန်တော်ကတော့ဒီယာကွန်ဂိုကိုအနည်းငယ်ကျွန်တော်အလေးသာပါတယ်ဒါကြောင့်မလို့ဒီယာကွန်ဂိုက2ဂိုးလောက်နဲ့ဥဇဘက်ကစ္စတန်ကိုနိုင်သွားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်နောက်ဆုံး group တစ်ခုကတော့ group J ကံမဲ့ Algeria နဲ့ကျွန်တော်တို့ Austria ကံမဲ့ပွဲပါဆိုတော့ဒီနှစ်သင်းကတကယ်ကိုစောင့်ကြည့်ခြင်းစရာကောင်းပါတယ်ဆိုတော့ဒါအာဂျင်တီးနားတို့ရှိတဲ့အုပ်စုမှာအဆင့်2နဲ့3နဲ့မှာရပ်တည်နေတဲ့အသင်းတွေဖြစ်ပါတယ်ဆိုတော့ player အဖြစ်ဆိုရင်လည်းမဆိုးတဲ့ကစားသမားအများစုကိုပိုင်ဆိုင်တဲ့ဒါအသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ Algeria မှာကျွန်တော်တို့ဒါ Marwet တို့လိုကစားသမားရှိသလိုကျွန်တော်တို့ Austria မှာကလည်းကစားသမားကောင်းအများစုကိုပိုင်ဆိုင်ထားတဲ့အသင်းမှာကျွန်တော်တို့နီးပြကြီး Raw Ragnick ရဲ့ဥဆောင်မှုနဲ့အတူကျွန်တော်တို့ဒါဂျာမနီအသေးစားလို့တောင်ကျွန်တော်တို့ပြောလို့ရပါတယ်ဂျာမန်အခြေစိုက်ကလပ်တွေမှာကစားနေတဲ့ကစားသမားတွေအများစုပါဝင်ပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီနေရာမှာ Austria ကိုပို့ပြီးတော့ကြိုက်မိပါတယ်ဆိုတော့ Algeria နဲ့ Austria ကျွန်တော်ကတော့ Austria က 1-0 လောက်နဲ့အနိုင်ယူပြသွားမယ့်ပွဲလို့ကျွန်တော်ညွှန်းချင်ပါတယ်နောက်တစ်ပွဲကတော့အားလုံးသိတဲ့ Jordan နဲ့ Argentina ကံမယ့်ပွဲပါဆိုတော့ Lionel Messi ကဒါနှစ်ပွဲကစား9ဂိုးတောင်သွင်းထားတဲ့ကစားသမားပါဆိုတော့ဒီနေ့ပွဲမှာရောဘယ်နှဂိုးသွင်းပြသွားနိုင်မှာလဲဆိုတော့ကျွန်တော်တခုစိတ်ထဲရှိတာကတော့ဒါ Lionel Messi ကိုတော့ပွဲထွက်ကစားပေးပြီးတော့တခြားကစားသမားအများစုကိုအနာပေးမလားဆိုတာကလည်းကျွန်တော်တို့စောင့်ကြည့်ခြင်းစရာကောင်းပါတယ်သို့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါ
အာဂျင်တီးနားက3ဂိုးပြတ်လောက်နဲ့အနိုင်ယူပြသွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်